ဒီစကားပြောမယ်ဆိုလို့ရှိရင်တော့ဝိုင်းပြီးတော့ဆဲချရသူတွေလည်းရှိရင်ရှိလိမ့်မယ်စိတ်ဆိုးတဲ့သူစိတ်တိုတဲ့သူလည်းရှိရင်ရှိလိမ့်မယ်ဒါပေမဲ့ပြောပြတဲ့အယူဆမို့လို့ပြောပြတဲ့အရာမို့လို့ဒါပြောပြခြင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တဲကကိုဝင်ဆောင်မေမေတွေကိုရှေးလူကြီးတွေတားမြစ်လေးရှိတဲ့ရေချိုးခြင်းနဲ့ပတ်သက်တဲ့အယူဆ၅ခုအကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဒီယူဆတွေကတော့ရှေးလူကြီးတွေအနေနဲ့ပေါ့နော်သူတို့ကတော့ကျင့်သုံးလေးရှိတယ်သူတို့အတွက်ကတော့မှန်ကန်တယ်ဆိုပြီးတော့တားမြစ်တတ်တယ်ထိန်းချုပ်တတ်တယ်ပေါ့နော်ကိုဝင်ဆောင်မေမေတွေကိုအမြဲတမ်းဒါဒီချိန်မှာရေမချိုးနဲ့ဒီလိုမျိုးမလုပ်နဲ့ဆိုပြီးတော့တားမြစ်တတ်ကြပါမယ်တကယ်တမ်းဆေးပညာအနေနဲ့ဆိုလို့ရှိရင်တော့လွဲမှားနေတယ်ဆိုတာလေးကို sharing လေးလုပ်ပေးချင်ပါတယ်ပထမတစ်ခုကပေါ့နော်ကိုဝင်ဆောင်မေမေတွေကိုနေကင်း12နာရီကြော်တာနဲ့ရေမချိုးရဘူးဆိုပြီးတော့တားမြစ်တာပေါ့နော်အဲ့တော့တချို့ရှေးလူကြီးကပြောကြတယ်နေကင်း12နာရီကြော်ရေချိုးတာနဲ့ဒါဘိုက်ထဲမှာရှိတဲ့ခလေးလေးကစောပြီးတော့မွေးတတ်တယ်ကိုဝင်ပြတ်တတ်တယ်ဒါမှမဟုတ်ရှင်လေရေမွှာစောပြီးတော့ပေါက်တတ်တယ်ခလေးလေးနေတဲ့ရေမွှာထဲမှာရှိတဲ့အများကြီးများလာပြီးတော့ဗောနော်ခလေးလေးရေမွန်းတတ်တယ်ဒါမှမဟုတ်လို့ရှင်လေရေမွှာတွေကတဖြည်းဖြည်းနဲ့ရေမွှာတွေကရေတွေကတဆိမ့်ဆိမ့်နဲ့ကျတတ်တယ်ဒါဆိုလို့ရှိရင်ကိုဝင်ဆောင်မေမေဘိုက်နာတတ်တယ်ဆိုပြီးတော့တားမြစ်လေးရှိတတ်ကြတယ်ပုံမှန်အဖြစ်ကိုဝင်ဆောင်မေမေတွေကကိုဝင်ဆောင်မျိုးသမီးတွေကပေါ့နော်ကိုဝင်ဆောင်ချိန်မှာတယောက်နဲ့တယောက်ခံစားတဲ့ခံစားချက်တွေကမတူဘူးတဲတို့တော့ဆိုလို့ရှိရင်တော့ညဘက်ဆို6တော့အရန်ကြိုက်တယ်အဲ့တော့ညဘက်ဆိုတော့အိမ်မပြောဘူးည3နာရီခွဲ2နာရီ3နာရီခွဲလောက်မှအိပ်ပျော်တာမျိုးတွေရှိတယ်အဲ့ဒီအချိန်ကြာလို့ရှိရင်လည်းမနက်စောစောမထနိုင်ဘူးမနက်စောစောမထနိုင်တာဖြစ်တဲ့အတွက်ကြောင့်9နာရီ10နာရီလောက်မှအိပ်ရထားတာမျိုးတွေလည်းရှိတယ်တခြားအလုပ်တွေပါလုံနေရင်းနဲ့ပေါ့နော်ရေချိုးချိန်က12နာရီကျော်သွားတာမျိုးလည်းရှိတတ်တယ်ဒီလိုယူဆအတိုင်းသာ12နာရီကျော်ရေမချိုးရဘူးဆိုလို့ရှိရင်တဲဆိုရှင်တခြားလုံးကိုဝင်ဆောင်ကာလတခြားလုံးရေချိုးရမှာမဟုတ်ဘူးပေါ့နော်တကယ်တမ်းဆေးပညာအယူဆရမှန်ကန်တဲ့ဒါအယူဆတစ်ခုပြောရမယ်ဆိုလို့ရှိရင်နေကင်း12နာရီကျော်ရင်ကိုဝင်ဆောင်ရေမချိုးရဘူးဆိုတာမဟုတ်ပါဘူးကိုဝင်ဆောင်နေရေချိုးမယ်ဆိုချိုးလို့ရပါတယ်တင်းမျှတတဲ့ရေအပူချိန်ကလေးနဲ့ပေါ့နော်ချိုးတော့အေးမခံနိုင်ဘူးဆိုရင်ရေလေးနွေးနွေးလေးနဲ့ချိုးလို့ရတယ်အရင်ရေနွေးပူတာမျိုးတော့မချိုးနဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီခဏကိုအပူချိန်ကြောင့်ပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းအသားရေပူဆက်ပူလောင်ဖြစ်သွားတာမျိုးလည်းဖြစ်တတ်တယ်ဂျာတိတို့အရန်ပူတဲ့အချိန်မှာရေနွေးအရန်ပူတဲ့ဒါနဲ့သွားချိုးလိုက်လို့ရှိရင်လည်းခဏကိုမှအပူချိန်အရန်တက်တာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီရေချိုးခြင်းနဲ့အတူပဲပေါ့နော်နောက်ထပ်အယူဆတစ်ခုထပ်ရှိတာဘာလဲဆိုတော့ကိုဝင်ဆောင်မေမေတွေကအရင်ကြီးနွေးနွေးထွေးထွေးပူပူနွေးနွေးနေတဲ့နဲ့ရေချိုးလို့ရှိရင်ရေပူပူနဲ့ချိုးတဲ့နဲ့တခါကြောက်ရှင်ချွေးထုတ်ခဏသွားပြီးတော့ချွေးထုတ်တဲ့နဲ့ချွေးလေးထွက်နေမှာကောင်းတယ်ဆိုတော့အယူဆတစ်ခုထပ်ရှိတယ်ဒါပေမဲ့ကိုဝင်ဆောင်မေမေတွေဆိုတာသူတို့ရဲ့ဟော်မုန်းပြောင်းလဲကြောင့်ပဲဖြစ်ဖြစ်ကိုဝင်ကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်သွေးပေါင်စိကျတာမျိုးတွေလည်းရှိတတ်တယ်ဒီအချိန်မျိုးမှာချွေးတအားထွက်တယ်အရန်ပူတယ်ဆိုလို့ရှိရင်လည်းဒါခလေးမေမေအတွက်ရောဒါဘိုက်ထဲမှာရှိတဲ့ဒီကလေးလေးအတွက်ရောပေါ့နော်အနေဖြစ်တာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ရေချိုးပြီဆိုလို့ရှိရင်လည်းရေကိုအရန်ကြီးလဲပူစရာမလိုဘူးအကယ်၍ကိုကရေချိုးတဲ့အပူချိန်ကိုခက်နွေးနွေးလေးပဲချိုးတတ်တယ်အေးအေးမချိုးတတ်ဘူးဆိုလို့ရှိရင်ရပါတယ်အဆင်ပြေတဲ့အချိန်မှာဒါအဆင်ပြေတဲ့အချိန်ဆိုတာတော့ည7နာရီ12နာရီချိုးတာမျိုးတော့ပြောတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့မနက်ပိုင်းကိုအိယာနိုးတဲ့အချိန်ကိုရေချိုးခြင်းတဲ့အချိန်ကနေစပြီးတော့ညလည်းအရန်ညမနက်တဲ့အချိန်မျိုးမှာတင်းမျှတတဲ့ရေအပူချိန်လေးနဲ့ရေချိုးမယ်ဆိုလို့ရှိရင်ရပါတယ်ညနေ4နာရီပေါ့နော်ညနေစောင်းသွားတာနဲ့ရေမချိုးရဘူးဆိုတဲ့အယူဆတစ်ခုလည်းရှိပါတယ်ညနေ4နာရီနောက်ပိုင်းရေချိုးသွားပြီဆိုလို့ရှိရင်ရေမွှာမြန်ပေါက်တတ်တဲ့ဒီဘိုက်ထဲမှာရှိတဲ့ခလေးလေးကအေးမိတတ်တဲ့နှာစီးတတ်တဲ့ချောင်းဆိုးတတ်တဲ့ပြီးလို့ရှိရင်ခလေးမေကလည်းဖျားသွားလိမ့်မယ်ဆိုပြီးတော့ဒါညနေ4နာရီနောက်ပိုင်းမှာရေမချိုးနဲ့ဆိုပြီးတော့တားမြစ်တဲ့အယူဆလေးတစ်ခုလည်းထပ်ရှိပါတယ်တကယ်တမ်းကျတော့တချို့တော့ဒီကိုဝင်ဆောင်မေတွေဆိုတာကမနေ့စောစောအလုပ်သွားတာမျိုးလည်းရှိတယ်ပေါ့နော်နေကင်းလောက်ပဲဖြစ်ဖြစ်ညနေလောက်ပဲဖြစ်ဖြစ်အဲ့အချိန်မှာအိမ်ပြန်ရောက်တာမျိုးတွေလည်းရှိတယ်အဲ့တော့တချို့တွေကမနေ့ဆိုရေမချိုးတတ်ဘူးရေချိုးလို့ရှိရင်ချမ်းတယ်အေးတယ်ဒါမှမဟုတ်ရှင်အချိန်မရတာမျိုးလည်းဖြစ်တတ်တယ်ဒီလိုမေတွေဆိုလို့ရှိရင်ဒါညနေ6နာရီ9နာရီ9နာရီလောက်မှရေချိုးတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီခါကျရင်ရှေ့လူကြီးတွေကညနေ4နာရီစောင်းသွားပြီးနေကင်း12နာရီကျော်သွားပြီးရေမချိုးနေတော့ဆိုလို့ရှိရင်အလုပ်ကနေပြန်လာပြီးတော့ဒီကုလုံးပူအိုက်ပြီးပင်မန်းပြီးတော့ရေမချိုးရလို့ရှိရင်စိတ်ကညည်းယူပြီးတော့ကိုဝင်ဆောင်မေမေတို့နေရထိုင်ရပို့ပြီးတော့လည်းခက်ခဲတယ်အဲ့ဒီအပြင်တကိုရေတန်ရှင်းမှုလည်းသွားပြီးတော့ထိခိုက်စေနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုရေချိုးမယ်ဆိုလို့ရှိရင်လည်းတင်မျှထားတဲ့ရေအပူချိန်ကလေးနဲ့တင့်တော်တဲ့ပေါ့နော်ကိုရေချိုးဖို့အတွက်တင့်တော်တဲ့အချိန်မှာအကယ်၍ကိုကတော့နေကင်း3နာရီညနေ4နာရီလောက်ဒါအိမ်ကနေပြန်ရောက်ပြီးတော့ချက်ချင်းတော့ရေသွားချိုးဖို့ဆိုတော့မတင့်တော်ဘူးပေါ့နော်အပူချက်တာတွေဘာလို့ဖြစ်တတ်တယ်အဲ့တော့အပြင်ကနေပြန်လာပြီးတော့2နာရီခွဲ3နာရီလောက်ကြာသွားတဲ့အချိန်မျိုးမှာရေချိုးမယ်ဆိုလို့ရှိရင်ချိုးလို့ရပါတယ်ဒါပေမဲ့တခုခဏလိုပဲထပ်ပြီးတော့တတိပေးချင်တာကတော့ညအရန်ညင်းနဲ့သွားလို့ရှိရင်တော့ရေချိုးဖို့တော့မသင့်ပါဘူးမှားကြတာပေါ့နော်ရေချိုးပြီဆိုလို့ရှိရင်တော့တခါတည်းပေါ့နော်ဘိုက်ကိုရေကိုတန်းပြီးတော့မလောင်ချလိုက်နဲ့ပေါ့ပြီးလို့ရှိရင်ရေချိုးနေနဲ့10မိနစ်2မိနစ်လောက်ကြာတော့မှဘိုက်ကိုရေထိလိုက်ပါရေလောင်းလိုက်ပါမဟုတ်လို့ရှိရင်ဘိုက်ထဲမှာရှယ်ခလေးလေးလန့်လိုက်မယ်အရန်အေးလိုက်မယ်အရန်ပူလိုက်မယ်ဘိုက်ထဲမှာရှယ်ခလေးလေးနှာစီချောင်းဆိုပြီးဖျားလိုက်မယ်ဆိုပြီးတော့ပြောတတ်ကြတယ်ထိမ့်တတ်ကြတယ်ပေါ့နော်တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူးဘာကြောင့်လဲဆို
ဆိုတော့ဒီဘိုက်မှာဘိုက်ကိုရေးလောင်းနေဆိုတာဒီဘိုက်မှာအရေးပြားရှိတယ်ပေါ့နော်အရေးပြားရဲ့နောက်မှာအမြဲတမ်းနောက်နေကြအစီတစ်ထက်အသားတစ်ထက်အလွှာပေါင်းများစွာရှိတယ်အဲ့ဒီထဲမှာမအိမ်သိမ်းမကလေးလေးပေါ့နော်ကလေးလေးကိုမှရေမွားဝင်းရံထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုဘိုက်ကိုရေလောင်းလိုက်တာနဲ့ခက်လေးကတန်းပြီးတော့လန့်သွားမယ်တို့ခလေးလေးဖြားသွားမယ်ခလေးအေးသွားမယ်ခလေးပူသွားမယ်ခလေးဖြားသွားမယ်ဆိုတာလေဒါမှားရင်းတဲ့အယူဆတစ်ခုပဲဖြစ်ပါတယ်နောက်ထပ်ပြောတဲ့အယူဆတစ်ခုကကြတော့ကိုဝင်ဆောင်မမေတို့ကပေါ့နော်သူတို့အဆင်ပြေတဲ့အချိန်တစ်ခုမှာသူတို့ရေချိုးလိုက်တယ်ပေါ့ရေချိုးပြီးလို့ရှိရင်ပုံမှန်ကိုဝင်ဆောင်တွေကမက်ဂနီဆီယမ်နဲလို့ပဲဖြစ်ဖြစ်ကယ်လ်ဆီယမ်နဲလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် D3 နဲလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုဝင်ဆောင်ချိန်မှာဟော်မုန်းပြောင်းလဲကြောင်းညဘက်တွေမှာ6ကိုက်တက်တာမျိုးရှိတတ်တယ်ဒါပေမဲ့ကိုဝင်ဆောင်မမေအဲ့လို6ကိုက်လို့ရှိရင်လူကြီးတွေကဘာထက်ပြောလဲဆိုတော့နေကနေခင်း12နာရီနောက်ပိုင်းရေချိုးလို့6တောက်ကိုက်တာအဲ့တော့ရေချိုးလို့6တောက်ကိုက်တယ်အဲ့တော့နေ6တောက်ကိုက်ချင်ရေချိုးလို့နေရေချိုးတဲ့ချိန်မှားလို့ဆိုပြီးတော့ဆုတ်ဆွဲပြီးတော့ပြောဆိုတတ်တယ်အပြစ်တင်တတ်ကြတယ်ပေါ့နော်တကယ်တော့ရေချိုးလို့6တောက်ကိုက်တယ်ဆိုတာမဟုတ်ပါဘူးဒါတက်တောင်းတက်တာရှိတဲ့ရေပူချိန်လေးနဲ့ပေါ့နော်ခဏကိုလန်းဆောင်ရေချိုးလိုက်သွားလိုက်တဲ့အခါမှာခဏကိုမှရှိတဲ့အကြောချိန်တွေကပြေရော့သွားတယ်ကြွက်သားတွေတင်းနေရလဲပြေရော့သွားပြီးတော့တက်တောင်းတက်တာဖြစ်သွားတယ်ပေါ့နော်ညကျရင်လန်းဆန်းနဲ့စိတ်ကြည်လင်းနဲ့အိတ်ဆက်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ရေချိုးလို့12နာရီနောက်ပိုင်းမှာရေချိုးလိုက်လို့ညနေ4နာရီနောက်ပိုင်းမှာရေချိုးလိုက်လို့တကိုယ်လုံးကြိုက်လာတာညဘက်အိတ်မပြောဘူးဆိုတာလည်းမဟုတ်ပါဘူးရေပူကြီးနဲ့ချိုးလိုက်မှသွေးလေညီညွတ်တယ်ခန္ဓာကိုယ်သွေးလျှောက်တယ်အကြောချင်နေပြေရော့တယ်ခလေးစီကိုဘိုက်ထဲမှာရှက်ခလေးစီကိုလေသွေးလေပတ်မှုကောင်းတဲ့အာဟာရများရောက်တယ်ဆိုတဲ့အယူဆကြောင့်ပြောပြချင်ပါတယ်အပူချိန်မြင့်ကြီးနဲ့ရေပူကြီးနဲ့ရေချိုးတာမျိုးဒါမှမဟုတ်ရှင်ချွေးထုတ်ခမ်းသွားတာမျိုးရေပူကြီးနဲ့ရေနွေးတွေအကြာကြီးစိမ်ပြီးရေချိုးတာမျိုးပါတကယ်တမ်းကျတော့ခလေးမေအတွက်ရောဘိုက်ထဲမှာရှိတဲ့ကလေးလေးအတွက်ရောလုံးဝမကောင်းပါဘူးစေပညာရဲ့အယူဆအရတော့ဒါဟာတကယ်ကိုအန္တရာယ်ရှိတဲ့အပြုတ်မှုတစ်ခုပဲဖြစ်ပါတယ်ကိုဝင်ဆောင်ရဲ့ကိုခန္ဓာအပူချိန်ကပေါ့နော်အရန်ယုံမြင့်တက်သွားပြီဆိုလို့ရှိရင်ဘိုက်ထဲမှာရှိတဲ့ကလေးလေးရဲ့အာယုံကြောစနစ်ကိုလည်းအုံနောက်နဲ့အာယုံကြောစနစ်နဲ့ခန္ဓာကိုဖွံ့ဖြိုးမှုလည်းသွားပြီးတော့ထိခိုက်နိုင်စွမ်းရှိပါတယ်တခါတလေတချို့ကလေးလေးတွေမှာလာမစိပဲနဲ့ပေါ့နော်မွေးထွက်သွားတာမျိုးကိုဝင်ပြတ်သွားတာမျိုးကိုဝင်မမြဲတာမျိုးကလေးတွေရဲ့ကျန်းမာရေးသွားပြီးတော့ထိခိုက်စေတာမျိုးဖြစ်သွားတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်လို့ရေပူကြီးကိုအကြာကြီးစိမ်ပြီးချိုးတာမျိုးရေတအားပူတဲ့ရေနွေးနဲ့ပေါ့နော်အချိန်ကြာကြီးချိုးတာမျိုးတွေလည်းမလုပ်သင့်ပါဘူးနောက်ထပ်အယူဆတစ်ခုကကြတော့ရေချိုးပြီဆိုလို့ရှိရင်ခလေးမေရပေါ့နော်ထိုင်ချိုးလို့မရဘူးရေကိုဒီလိုတစောင်းချိုးလို့မရဘူးအဲ့တော့ထိုင်ချိုးလိုက်လို့ရှိရင်ခလေးရပေါ့နော်ခလေးထွက်ဖို့အတွက်ကိုအောက်ကိုစို့သွားတတ်တယ်ခလေးအနေထားပြောင်းသွားတတ်တယ်ဆိုတာမျိုးရှိတယ်ပေါ့နော်ကိုဝင်ဆောင်တွေရဲ့တယောက်နဲ့တယောက်ခန္ဓာကိုပေါ့နော်ကိုဝင်ရှင်းလာတဲ့အမြခန္ဓာကိုတက်တောင့်တက်တာမဖြစ်ခြင်းတွေတယောက်နဲ့တယောက်မတူကြဘူးတချို့တွေဆိုလို့ရှိရင်ရေချိုးခေါင်းလျှော်တဲ့အချိန်မှာမတက်မရနိုင်တော့ဘူးကိုဝင်ဆောင်လေးထိုင်ကုန်လေးတွေနဲ့ရေချိုးကြတာမျိုးရှိတယ်။ဘာကြောင့်လဲဆိုတော့ကိုဝင်ကလေးလန်တာတွေရဲ့ခါးကနာနေရဖြစ်တဲ့အတွက်ကြောင့်တော့အချိန်ကြာကြီးမတက်မရနိုင်တာမျိုးတွေရှိတယ်။အဲ့တော့ကိုတက်တောင့်တက်တာဖြစ်စေတဲ့ဒီအနေအထားမျိုးနဲ့ရေချိုးလို့ရပါတယ်။ထိုင်ချိုးမယ်ဆိုလဲချိုးလို့ရပါတယ်။မတရက်ချိုးမယ်ဆိုလို့ရှိရင်လည်းချိုးလို့ရပါတယ်။အဓိကကတော့ရေချိုးတဲ့အခါမှာချော်လဲမကျသွားဖို့ဒါအဓိကအရေးကြီးရပါ။အဲ့တော့ရေချိုးတဲ့အရာနဲ့ပတ်သက်ပြီးတော့လူကြီးတွေကတတိပေးခြင်းနဲ့ဆိုလို့ရှိရင်ရေချိုးတဲ့အခါမှာချော်မကျစေဖို့အတွက်ဒါချော်လဲမကျစေတဲ့အခင်းလေးတွေသေချာခင်းဖို့ဂယူးဆိုင်ဖို့တခါလေကြားလို့ရှိရင်လည်းကိုချို့လူကြီးတွေပေါ့နော်အိမ်မှာအချိန်ပိုးတဲ့အားတယ်ဆိုလို့ရှိရင်ကိုမိသားစုဝင်ကိုဝင်ဆောင်ရေချိုးတယ်ဆိုလို့ရှိရင်လည်းရေချိုးခန်းရဲ့အရှိန်နာမှာသူတို့ရေချိုးတဲ့အချိန်ရဲ့ပြီးလို့ရှိရင်သူတို့ရေချိုးပြီးသွားတဲ့အချိန်မှာပေါ့နော်အနားမှာသွားပြီးတော့ပူတွဲပြီးတော့ရေချိုးခန်းကိုပို့ပေးတာရေချိုးခန်းတွေကနေထွက်လာဖို့အတွက်ကုညီပေးတာဒါတွေကပို့ပြီးတော့အကျိုးဖြစ်စေမယ်လို့ထင်ပါတယ်အဲ့ဒီတော့ကိုဝင်ဆောင်မမေတွေအတွက်တကယ်တမ်းအသုံးဝင်မဲ့အထောက်အကူဖြစ်စေမယ်ဒါ medical facts အရာပေါ့နော်ဒါဆေးပညာနဲ့ပတ်သက်ပြီးတော့ဒါမှန်ကန်တဲ့အယူဆလေးတွေကိုဝေမျှသွားချင်ပါတယ်ကိုဝင်ဆောင်မမေတွေရေချိုးတဲ့အခါမှာချိုးတဲ့ရေကအရန်ပူလွန်းတဲ့ရေအရန်အေးလွန်းတဲ့ရေမဖြစ်ဖို့အတွက်အရေးကြီးပါတယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ကလက်ခံနိုင်တဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကတက်တောင့်တက်တာရှိစေမဲ့ရေပူချိန်လေးနဲ့ရေချိုးသင့်ပါတယ်။ရေချိုးကန်ထဲမှာရေချိုးကန်ရဲ့ပြင်ပမှာပေါ့ကွာရေချိုးပြီးတော့အပြင်ထွက်လာတဲ့အခါကျလို့ရှိရင်လေဒီကျန်းပြင်နဲ့ချောသွားတတ်တဲ့အတွက်ကြောင့်ရေချိုးကန်အပြင်အထဲဝင်ဝါးတွေထဲမှာမချော်လဲစေတဲ့ကာဗာလေးတွေကိုတက်ဆင်ထားပါ။ရေကိုအချိန်ကြာရှည်စွာမချိုးပါနဲ့ရေချိုးချိန်ကြာမြင့်သွားပြီဆိုလို့ရှိရင်ပထမတစ်ခုကကြတော့အရေပြား6တွေ့တာဖြစ်တတ်ပါတယ်ကိုဝင်ဆောင်ချိန်မှာကိုဝင်ဆောင်မိမိတွေကအရေပြား6တွေ့တဲ့လက္ခဏာကိုခံစားရတတ်ပါတယ်ဒီလိုအချိန်မျိုးမှာရေကိုကြာရှည်စွာချိုးပြီးတော့ပေါ့နော်အချိန်တွေအကြာကြီးချိုးပြီးတော့ချိုးကြတော့အယူဆရှိတယ်ပေါ့နော်ကိုဝင်ဆောင်မိမိကတန့်ဖို့လိုတယ်အဲ့ဒါမှဗိုက်ထဲကကလေးလေးပိုးမဝင်မှာဆိုပြီးတော့ဆက်ပြားတွေပေါ့နော်တနေ့
တခါချိုးလို့ရှိရင်2ခါ3ခါလောက်တိုက်တာမျိုးဒါမျိုးကမလုပ်သင့်ဘူးအရေပြားကိုပို့ပြီးတော့6တွေ့သွားစေတယ် skin barrier ပို့ပြီးတော့ပေါ့နော်ထိခိုက်စေပြီးတော့အဲ့ဒီခါကျမှပိုးမွှားတွေကပို့ပြီးတော့ကတ်နိုင်တာပေါ့နော်ကလေးမမေအတွက်ကိုယ်ဝင်ဆောင်မေအတွက်အရေပြားရားရံခြင်းကိုလည်းပို့ပြီးတော့ဖြစ်ပေါ်စေပါတယ်နောက်တစ်ချက်ကကြတော့ရေချိုးတဲ့အချိန်ပေါ့နော်ရေချိုးတဲ့အချိန်ဒီအရန်ကိုမနက်စောစောပေါ့နော်အာယုံတက်အချိန်မျိုးဒါမှမဟုတ်လို့ရှိရင်အရန်မိုးချုပ်တဲ့ည10နာရီခွဲ9နာရီခွဲရဲ့နောက်ပိုင်းအဲ့လိုမျိုးချိုးတာမျိုးတော့အဆင်ကျင်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့တခါတရံမှာရာသီဥတုအနေအထားပေါ်မူတည်ပြီးတော့နှာစေးချောင်းဆိုးတာမျိုးတွေဖြစ်မှာစိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ပါ။ကိုဝင်ဆောင်မမေတွေကဒါပိုက်ထဲမှာကလေးလေးကိုပေါ့နော်ထည့်ပြီးတော့နေထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုလက်ညောင်းညာတာကြိုက်ခဲတာအကျောချင်းတွေတောင့်တင်းနားစိတ်တွေညင်းညူတာခဏကိုအိုက်ဆက်ပူဆက်တွေဖြစ်တဲ့ဟာအများကြီးခံစားရတယ်။အဲ့ဒီချိန်မှာရေမချိုးရဘူးလို့ပုံမှန်ရေချိုးတောင်တားမြစ်ချင်တဲ့အယူဆမျိုးတွေရှိရပေါ့နော်။တနေ့တစ်ခါပုံမှန်တကိုယ်ရည်တန်ရှင်းမှုအတွက်ရေချိုးလို့ရပါတယ်။တစ်ခါတရံမှာပေါ့နော်ကိုယ်ခန္ဓာကိုယ်ကမအိမသာဖြစ်တဲ့အတွက်ကြောင့်မို့လို့တရက်တလေရေမချိုးတာရတယ်။ဒါပေမဲ့တချို့တော့ယူဆကြတော့ကိုယ်ဝင်ဆောင်ဖြစ်တဲ့အတွက်ကြောင့်အေးအများကြီးခံလို့မရဘူး။ရေ2ရက်ချတစ်ခါမှချိုး3ရက်ချတစ်ခါမှချိုးဆိုလို့ရှိရင်ဟော်မုန်းပြောင်းလဲကြောင့်ကိုယ်ဝင်ကြောင့်ပို့ပြီးတော့ပူဆက်ပူလောင်ဖြစ်တဲ့အခြေအနေမျိုးမှာရေမချိုးရလို့ရှိရင်စိတ်ကပို့ပြီးတော့ညှင်းညူလာပြီးတော့နေရထိုင်ရတက်တာမဖြစ်တာမျိုးကြောချင်းတွေပို့ပြီးတော့တက်လာပြီးတော့ကြွက်သားတွေပို့ပြီးတော့နာပြီးတော့ညကြရင်ကောင်းမွန်စွာမအိပ်စက်နိုင်တာမျိုးဖြစ်သွားတတ်ပါတယ်အဲ့တော့လူကြီးတွေနဲ့အတိုက်ခံဖြစ်တဲ့အခါကျရင်လူကြီးတွေကပြောတတ်ကြတယ်ပေါ့နော်ဟိုရှေးထုံးလဲမပယ်နဲ့ဈေးသုံးလဲမကြွယ်နဲ့ဆိုတာမျိုးပေါ့နော်မပယ်တဲ့ရှေးထုံးဆိုရင်မပယ်ရအောင်မှန်တယ်ဒါပေမဲ့အဲ့ဒီရှေးထုံးကလွဲမားနေရဆိုလို့ရှိရင်တော့ကိုကလွဲမားနေကြအောင်ပြန်ပြီးတော့ပြောပြတတ်ဖို့အတွက်အရေးကြီးတယ်အဲ့တော့အခုကာလအခုလိုအခြေအနေမျိုးမှာကဟိုကျမကြီးနဲ့ပတ်သက်တဲ့အသိပညာဆောင်းပါးတွေပဲဖြစ်ဖြစ်ဗီဒီယိုတွေပဲဖြစ်ဖြစ်ဟိုအများကြီးရှားတာလွယ်နေပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါကိုယ့်အိမ်မှာရှိတဲ့လူကြီးသူမတွေကပြောပြတဲ့တချို့သောအရာတွေကလက်ခံသင့်တယ်မှန်တယ်ဆိုရင်လက်ခံရမယ်လိုက်နာရမယ်ဒါပေမဲ့တချို့တော့သူတို့ပြောနေတဲ့ထိန်းချုပ်နေတဲ့အရာတွေကကိုယ့်အတွက်ရောဗိုက်ထဲမှာရှိကလေးလေးအတွက်ရောလွဲမားနေပြီဆိုလို့ရှိရင်ကိုကချက်ကြလက်ကြနဲ့ပေါ့နော်လူကြီးတွေလည်းစိတ်မကောင်းမဖြစ်ရအောင်ကိုယ့်အတွက်ကိုလည်းအန်ရကင်းအောင်လို့ပြန်ပြီးတော့ရှင်းပြပိုင်ခွင့်ဆွေးနွေးပိုင်ခွင့်ရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့နီးစပ်ရာကိုယ့်ရဲ့ဟိုကျွမ်းကျင်တဲ့ပေါ့နော်ဒီမိတ်ဆွေအပေါင်းအသင်းတွေဒီအထဲမှာပေါ့နော်စေပညာနဲ့ပတ်သက်လို့နားလဲသူတွေရှိတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုပြနေတဲ့ဆရာဝန်တွေရှိတဲ့ဆိုရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ကျန်းမာရေးနဲ့ပတ်သက်တဲ့အမှန်ကန်တဲ့ဆောင်းပါးတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုကဖတ်ရှုပြီးတော့ဒါတွေကိုပြသပြီးတော့ကိုယ့်လူကြီးတွေကိုပြန်ပြီးပြောပြပြီးဆွေးနွေးဖို့အတွက်လည်းလိုအပ်ပါတယ်နောက်ထပ်တစ်ချက်ကတွေ့နေရတဲ့မြင်နေရတဲ့အရာတစ်ခုပေါ့နော်ဒီစကားပြောမယ်ဆိုလို့ရှိရင်တော့ဝိုင်းပြီးတော့ဆဲကြရည်တွေလည်းရှိရင်ရှိလိမ့်မယ်စိတ်ဆိုးတဲ့သူစိတ်တိုတဲ့သူလည်းရှိရင်ရှိလိမ့်မယ်ဒါပေမဲ့ပြောပြတဲ့အယူဆမို့လို့ပြောပြတဲ့အရာမို့လို့ဒါပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ကိုဝင်နဲ့ပတ်သက်လို့ဒါမှမဟုတ်ရှင်မိဖွားပြီးသွားတဲ့အချိန်နဲ့ပတ်သက်လို့ကိုယ့်ရဲ့ကလေးလေးနဲ့ပတ်သက်လို့ပေါ့နော်တခုခုမေးချင်တာရှိတယ်ဆိုလို့ရှိရင်အနီးနားမှာရှိတဲ့ဆေးရုံဆေးခန်းရဲ့ပြီးလို့ရှင်ဆေးပညာနဲ့ပတ်သက်တဲ့တိတက်ကျွမ်းကျင်နားလေတဲ့ဆရာမတွေဆရာဝန်တွေရှိပါတယ်ဆေးပညာနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေရှိပါတယ်သူတို့မေးလို့ရပါတယ်သူတို့ကနေမှ sharing လုပ်ထားတဲ့ဗီဒီယိုလေးတွေရှိတယ်ကိုရိုက်ပြီးတော့ဒီ Facebook မှာဆိုရှင်ကိုရိုက်ပြီးတော့ရှာလို့ရတယ်ပေါ့နော်ဒါကတော့ကိုရှာထားတဲ့ဗီဒီယိုတွေကတကယ်ကိုတိတက်နားလေကျွမ်းကျင်တဲ့တကယ်မှန်ကန်တဲ့ဆေးပညာအယူဆရမှန်ကန်တဲ့ဗီဒီယိုမျိုးဆိုလို့ရှိရင်ကိုလေ့လာလို့ရတယ်ပေါ့နော်တခါလေချလို့ရှိရင်လေကိုကဟိုရောက်တဲ့ရာပေါ့နော်မေးလိုက်တာပဲဖြစ်ဖြစ်ကြီးလိုက်တာပဲဖြစ်ဖြစ်အဲ့လိုအချိန်ကာလမျိုးမှာကိုကြီးလိုက်တဲ့ဒီဗီဒီယိုကအဲ့မှာပါဝင်တဲ့ contents တွေကတချို့တော့အရာတွေမှာလွဲမားနေတာဆိုလို့ရှိရင်ကိုကလိုက်လို့မိပြီဆိုရင်ကိုအတွက်ရောဘိုက်ထဲမှာရှယ်ခလေးအတွက်ရောသွားပြီးတော့ထိခိုက်နိုင်တာမျိုးတွေရှိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အဲ့တော့ကိုကဒီကိုဝင်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ကလေးလေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်မိဖွားပြီးတဲ့ကာလမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါကိုယ့်ရဲ့နေထိုင်စားသောက်လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့တခုခုသိကျင်တာဒါမှမဟုတ်ရှင်လေးလာချင်တာဆွေးနွေးချင်တာရှိရဲဆိုလို့ရှင်တကယ်တက်သိနားလဲတဲ့ပညာရှင်တွေနဲ့ဆွေးနွေးဖို့အတွက်ပညာရှင်တွေရဲ့ပြောပြထားတဲ့ sharing လုပ်ထားတဲ့အရာတွေကိုဖတ်ပြီးတော့လိုက်နာဖို့အတွက်ကိုအကြံပေးချင်ပါတယ်။တဲကိုယ်တိုင်ကဆေးဝါးပညာရှင်တရား pharmacist တယောက်ဖြစ်တဲ့အပြင်ကိုအမျိုးသားကလည်းဆရာဝန်ဖြစ်တယ်။အဲ့ဒီအပြင်ကိုကိုယ်တိုင်ကလည်းကိုဝင်ဆောင်တဲ့အချိန်ကနေစပြီးတော့ပေါ့နော်။သမီးလေးမွေးဖွားပြီးသွားတဲ့အချိန်ထိကိုတခုခုစားမယ်ကိုတခုခုလှုပ်တော့မယ်ဆိုလို့ရှိရင်လည်းအမြဲတမ်းစားဆောင်တွေပဲဖြစ်ဖြစ်ရှာဖတ်တယ်တကယ်အသုံးဝင်နိုင်တယ်တကယ်မှန်ကန်တဲ့ဒါ medical နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုအယူဆမှန်လေးတွေ sharing လုပ်ပေးနေတဲ့အရာတွေကိုကြည့်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ကိုဝင်ဆောင်စဉ်ကာ
လမှာပေါ့နော်ဟိုအရန်ကြီးဟို limit လုပ်လိုက်တာတွေတတ်မှတ်ပြီးတော့ကန့်သက်ချုပ်ချယ်ပြီးတော့နေလိုက်တာမျိုးတွေမရှိဘူးအဲ့တော့အစားအသောက်ဆိုလို့ရှိရင်လည်းအာဟာရမျှတအောင်စားတယ်အဲ့ဒီအပြင်ကိုရေချိုးတာပဲဖြစ်ဖြစ်ပေါ့နော်သွားလာလှုပ်ရှားတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်လက်လှုပ်ရှားမှုပဲဖြစ်ဖြစ်ပေါ့နော်တင်းတင်းလျောက်ပတ်တဲ့ဒါအပြုတ်မှုလေးတစ်ခုနဲ့လည်းနေထိုင်ဖြစ်ပါတယ်ရဲ့မိသားစုမှာလည်းခုနကပြောသလိုမျိုးပေါ့နော်ရေချိုးတာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အစာအာဟာရနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့နော်အယူဆတွေမပြောကြဘူးလားဆိုရင်ပြောပါတယ်လူကြီးတွေဖြစ်တဲ့အတွက်ကြောင့်ရှေးလူကြီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ချစ်တဲ့စိတ်နဲ့ရောစိုးရိမ်တဲ့စိတ်နဲ့ရောပြောပါတယ်ဒါမလုံးနဲ့လူမသွားနဲ့ဒါမစားနဲ့ဒီချိန်ရေမချိုးနဲ့ပြောပါတယ်ဒါပေမဲ့ကိုယ်ခန္ဓာကိုယ်နားလဲဆုံးဖြစ်တယ်ပေါ့နော်ကိုဘယ်လိုခံစားနေရလဲညအိပ်ပျော်ရဲ့လားမနေ့ပဲအချိန်မှကိုအိပ်ရာထားနိုင်လဲဒါတွေကကိုတိုင်ပဲနားလဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူကြီးမိဘတွေပြောလို့ရှိရင်နားထောင်မှာဟိုအရန်ကြီးခုံတော့ပြန်တာမျိုးမဟုတ်ပဲねပေါ့နော်တစ်ခါကျလွဲမားနေဆိုလို့ရှိရင်တော့တက်သေးတာတကားနဲ့အတီးကျန်တယ်သူတို့နဲ့ဆွေးနွေးတဲ့ပုံစံမျိုးတွေနဲ့ပဲပြန်ပြီးတော့ပြောပေးပါဒါဆိုလို့ရှိရင်တော့ကိုလည်းစိတ်မငြိရအောင်လူကြီးတွေလည်းစိတ်မကောင်းမဖြစ်ရဘူးပေါ့နော်အဲ့တော့လူကြီးသူမတွေရဲ့သူတို့ရဲ့ဟိုဒလိထုံနဲ့ဆင်လာရတော့သူတို့ကတော့ပြောမှာပဲသူတို့ကတော့တားမှာပဲသူတို့အရင်တော့ကနေခဲ့တဲ့သူတို့အရင်တော့ဂျာဘူးနာဝရှိတဲ့ပုံစံမျိုးတွေနဲ့limit လုပ်ချင်ကြလိုက်မယ်ထိန်းချုပ်ချင်ကြလိုက်မယ်ပြောချင်ကြလိုက်မယ်ရှိတယ်ဒါပေမဲ့ကို့အပိုင်းကဘာကိုယူဆိုင်ရမလဲဆိုတော့ငါကိုယ်တိုင်ကဘူးတုတကြွယ်ဝါနေမှာငါကိုယ်တိုင်ကမှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်မှာငါအတွက်ရောဘိုက်ထဲမှာရှိတဲ့ကလေးလေးအတွက်ရောအန်ရကင်းမယ်ကောင်းမွန်တဲ့ရလက်တွေဖြစ်မယ်ဆိုပြီးတော့ကိုစိတ်ကိုပေါ့နော်မှတ်ထားဖို့အတွက်လိုအပ်တယ်လူကြီးသူမတွေနဲ့ပေါ့နော်အမြင်မတူတာသူတို့ပြောပြတဲ့အရာတွေနဲ့ကိုလက်ခံဖို့အတွက်ခဲရင်းနေတာတခါကျချို့တော့ရှေးယူဆတွေကလွဲမားနေတာမှားယွင်းနေတာမျိုးတွေရှိရဲဆိုလို့ရှိရင်လည်းဒီဆက်ရကျွမ်းကျင်တဲ့ကိုယ့်ရဲ့မိတ်ဆွေအတိုင်းဝိုင်းမှာရှိနေတဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ဒါမှမဟုတ်လို့ရှိရင်ကိုပြနေကြဆရာဝန်တွေနဲ့ပေါ့နော်ဒါလူကြီးတွေပါခေါ်သွားပြီးတော့ဆွေးနေတာမျိုးလေးတွေပြောပြတာမျိုးလေးတွေလည်းလုပ်ပြီးတော့ညှိနှိုင်းသွားနိုင်ပါတယ်ဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့အတွက်ဗီဒီယိုတွေမှာကိုဝင်ဆောင်မိခင်တွေကိုအစားရှောင်ခိုင်းခြင်းနဲ့ပတ်သက်တဲ့ topic လေးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ် see you ပါကျေးဇူးတင်ပါတယ်ရှင်